ဟုတ်ပါတယ်ကျွန်တော်ပြောတာပတ်စံကိုလုံးဝမစုပါနဲ့တွေ့ကြုံမှမူတည်ပြီးတော့တန်ဖိုးတွေအများကြီးကွာဝတတ်ပါတယ်ကျွန်တော် sharing လေးတစ်ခုလုပ်ပေးချင်ပါတယ်ပတ်စံကိုလုံးဝမစုပါနဲ့ဟုတ်ပါတယ်ကျွန်တော်ပြောတာပတ်စံကိုလုံးဝမစုပါနဲ့ပတ်စံဆိုတာကိုပေးပြီးဝယ်လိုက်တဲ့အရာဝတ္ထုဒို့မဟုတ်တွေ့ကြုံမှမူတည်ပြီးတော့တန်ဖိုးတွေအများကြီးကွာဝတတ်ပါတယ်ဥပမာဆိုရမယ်ဆိုလို့ရှိရင် ABC ဆိုတဲ့လူ၃ယောက်မှာငွေကြေးပိုင်ဆိုင်မှု350ကိုပိုစီရှိရဆိုပါဘူးA ဆိုတဲ့သူကသူပိုင်တဲ့ပတ်စံ350ကိုခြံလေးတစ်ခွက်ဝယ်ပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တယ်။အဲ့ခြံခွက်ကနောက်9နှစ်ကြာတဲ့အခါမှာ300တန်သွားတယ်။ဆိုတော့သူ့ရဲ့350ငွေကြေးတက်မှုကနောက်9နှစ်နေတဲ့အခါမှာ300ဖြစ်သွားတယ်။ B ဆိုတဲ့သူကသူပိုင်တဲ့ပတ်စံ350ကိုစီးပွားရေးတစ်ခုမှာရင်းနှီးမြှုပ်နှံလိုက်တယ်။အဲ့စီးပွားရေးကနောက်9နှစ်နေတဲ့အခါမှာတစ်လောက်320မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်လာတယ်။ဆိုတော့သူ့ရဲ့ငွေကြေးတက်မှုကတစ်လောက်320မြတ်တယ်ဆိုတော့တစ်နှစ်မှာ240နှစ်စဉ်နှစ်တိုင်းအမြတ်ငွေရရှိသွားတယ်။ C ဆိုတဲ့လူကတော့သူပိုင်တဲ့ပတ်စံ350ကိုပျောက်ပြတ်သွားမှစိုးလို့ဆိုပြီးတော့ဘဏ်ထဲမှာရင်းနှီးမြှုပ်နှံလိုက်တယ်။သူပတ်စံ350ကတော့ဘယ်တော့မှတော့မပျောက်ပြတ်သွားဘူး။ဒါပေမဲ့သူပိုင်တဲ့ပတ်စံ350ကနောက်9နှစ်နေတဲ့အခါမှာလေ350က350ဆိုတော့ကျွန်တော်ခုပြောပြပြီးတဲ့ဥပမာတွေထဲမှာ B ဆိုတဲ့လူရဲ့350ရဲ့တန်ဖိုးကနောက်9နှစ်နေတဲ့အခါမှာတစ်နှစ်ကို340တန်ဖိုးရှိသွားတဲ့အတွက်သူ့ရဲ့ငွေကြေးတန်ဖိုးကအမြင့်ဆုံးဖြစ်သွားတယ်။ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကငွေကြေးကိုဘယ်တော့မှသိမ်းမထားပါနဲ့ငွေကြေးနဲ့ကစားပါငွေကြေးကိုရင်းနှီးမြှုပ်နှံပါငွေကြေးနဲ့ကစားဖို့မကြောက်ပါနဲ့လို့ကျွန်တော်ကဒီနေ့ကနေအကြံဉာဏ်ပေးလိုက်ပါတယ်ခင်ဗျာ